မင်္ဂလာပါ Channel Group ကကြိုဆိုပါရစေကျွန်တော်တို့ Channel Group ရဲ့စိတ်မြေပြင်ပရာလောကအတွေ့အကြုံဇာတ်လမ်းတွေနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ပရာလောကဖြစ်ရစံဇာတ်လမ်းတွေကိုကြည့်ရှုခန်းစားနိုင်ဖို့အတွက် Channel Group Online Channel ကို Like and Subscribe လုပ်ထားပေးကြဖို့အရေးဆုံးမေတ္တာရပ်ခံလိုက်ပါတယ် Channel Group ကတင်ဆက်ပေးနေတဲ့ဇာတ်လမ်းတွေကိုမပြတ်ကြည့်ရှုနိုင်ဖို့အတွက်လည်း Subscribe ရဲ့ဘေးကခေါင်းလောင်းလေးကိုနှိပ်ပေးထားဖို့လည်းမမေ့လိုက်နဲ့နော်အခုကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စာရေးဆရာဇေယျကျော်ထင်ရဲ့တန်တရားရင်ကျင်လည်ခဲ့ရသည်ရှိသောဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။တန်တရားရင်ကျင်လည်ခဲ့ရသည်ရှိသောဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောလေပြင်းနှင့်ရဝန်း၏ကျိုးသက်ရောက်မှုဖြင့်မိုးကတဲကြီးမဲကြီးရွာသွန်းဖြိုးနေလျက်ရှိ၏။တဝုန်းတိုက်ခတ်နေသောလေပြင်း၏ရှင်ကြောင့်လမ်းဘေးဝဲရတစ်လျှောက်ရှိတစ်ပင်ကြီးငယ်များလည်းလှုပ်ရမ်းခါထိုးလျက်ရှိရာရင်းမွေးရစက်များလေပြင်းတိုက်ခတ်မှုဒဏ်များအောက်တွင်မင်းလာမြို့နယ်လက်ဆက်ကြီးရွာအုပ်စုတွင်ရှိစိန်ကန့်လန့်ကြီးရွာကလေးမှာအားငယ်စွာငိမ့်သက်ပြားဝတ်နေလျက်ပင်ရှိလေတော့သည်အထူးသဖြင့်စိန်ကန့်လန့်ကြီးရွာတွင်ရှိအမှတ်၁ခြေလင်းတက်ရင်တက်ရှိမျက်နှာစာတွင်ဖွင့်ထားသောဈေးဆိုင်တန်းလေးမှာမိုးရေစက်များလေပြင်းတိုက်ခတ်မှုဒဏ်များကိုစိတ်ငြိမ်စွာကြံ့ကြံ့ခံရက်တည်နေလျက်ပင်ရှိလေတော့သည်သို့သောအကာအယံအဆောက်အုံများသည်တဘာဝပတ်ဝန်းကျင်ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရက်တည်နေကြသည်ဆိုသည့်တိုင်အောင်ရင်းအဆောက်အုံများတွင်ရှိလူသားတို့၏စိတ်ကိုတော့လုံခြုံစိတ်ချမှုအပြည့်အဝပေးနိုင်ခြင်းမရှိသည်မှာတော့အမှန်ပင်ဖြစ်သည်အထူးသဖြင့်ရင်းစည်းဆိုင်ကန်တွေ၏ဘယ်ဘက်စွန်စွန်စားတောက်ဆိုင်တွင်ရှိဇိုင်ပိုင်ရှင်ပြိုကြီးဒေါ်မြတ်တဲ့၏စိတ်ကိုတော့ပတ်ဝန်းကျင်၏ပစ္စကချီနေများကချင်းချောက်လျက်ရှိသည်မှာအမှန်ပင်အမလေးရုတ်တရက်ပြိုးပြက်လင်းလက်သွားသောလျှက်ရောင်တစ်ချက်ဒေါ်မြတ်တဲ့အိယာပေါ်မှနေ၍လမ်းဖြန်ပြီးအော်လိုက်မိလေသည်တဲတွင်တန်းစီခွေနေကယူကလစ်ပင်တွေကိုမိုးချိုးပစ်လိုက်ပုံရသည်အတန်ကအလွန်နီးကပ်ဆူညံသွားရာဆိုင်ကောင်းရှိကုတ်ကိုပင်ကြီးကိုပစ်လိုက်သည်ထင်၍ဒေါ်မြတ်တဲ့လန့်အော်မိလိုက်ခြင်းပင်ဖြစ်သည်မိုးချိုးပစ်တဲ့နေမရှိမနှောင်းမှာပင်လေပြင်းတိုက်ခတ်မှုနှင့်အတူဇိုင်းနီးရှိအပင်ငယ်တွေစီမှာတစ်ကိုင်းများကျိုးကျတန်းများကိုလည်းဒေါ်မြတ်တဲ့ကြားလိုက်ရပြန်သည်ဖះမိုးရီလေးတွေကလည်းကြမ်းလိုက်တာဒီတိုင်းဆိုငါဆိုင်လေးပြိုသွားမှတော့စိုးရင်ရသေးတယ်။ခေါင်းထဲဝင်လာသောစိုးရိမ်စိတ်တို့ကြောင့်ဒေါ်မြတ်တဲ့ရင်ဘက်ကိုလက်နှင့်ဖိလိုက်မိသည်။ဒီလိုရမျိုးကြမှာဆိုင်မှာအကူခေါ်ထားသောတူမကလည်းရွာကိုအလေပြန်သွားရှာပြန်သည်။မိုးလေဝသအခြေအနေကိုမကြည့်ဘဲလွှတ်လိုက်မိသောကိုသာဒေါ်မြတ်တဲ့ပြစ်တင်မိလေတော့သည်။မဟုတ်ရင်ယခုလိုမိုးသည်လေထန်ညကိုမိမိတယောက်တည်းဖြတ်တန်းရင်ဆိုင်ရစရာအကြောင်းမရှိနိုင်သည်ပဲမဟုတ်ပါလိလား။အတွင်းနှင့်ဒေါ်မြတ်သက်တက်ပြင်းတစ်ချက်ချလိုက်မိသည်ထိုခိုက်အပြိုကြီးပြိုကြီးရုတ်တရက်ဆိုင်ရှိမှထွက်ပေါ်လာသောခေါ်တမ်းများနှင့်တူဆိုင်တကားကိုတဒုံဒုံထုသမ်းများဒေါ်မြတ်သက်တကားဖွင့်မအောင်ကျွန်တော်တို့ပါဗျမိုးရေစက်များကိုတိုးထွက်လာသောအတန်များကိုနားထောင်ရင်ဒေါ်မြတ်သက်လှိုက်ခနဲဝမ်းသာသွားမိရသည်ဒါဟိုမသားကောင်၄ယောက်အတန်စင်စစ်ဟိုမသားကောင်၄ယောက်ဆိုသည်မှာအခြားသူများမဟုတ်ဒေါ်မြတ်တဲ့၏မတဲ့အတူနေမမြင်လျင်ချောင်းကြည့်ရန်ဖြစ်ပေါ်ရန်ဖြစ်ပန်းခိုင်းမော်ခိုင်းမက်များဖြစ်ကြသောတောင်းလာဗလဝင်းချိုဦးနှင့်ကျော်မျိုးဝင်းတို့စစ်တီ၄ဦးပင်ဖြစ်ပေတော်သည်တောင်းလာတို့၄ဦးကဒေါ်မြတ်တဲ့၏ဆိုင်ကိုပင်နိုင်အားပေးနေကြသောခလာရတေ၏စစ်တီများအနက်မှာဒေါ်မြတ်တဲ့အချစ်ရဆုံးအမြင်ကက်ရဆုံးအားကိုးရဆုံးအကျော်မတည့်ရဆုံးစစ်တီများပင်ဖြစ်ကြသည်ဆိုင်ကိုတရက်မှမပြတ်နေ့စဉ်အားပေးကြတော့လေလာစာထုတ်ရရောက်လျင်အကျွေးဆက်ရန်အမြဲပုံးနေတတ်ကြသူများဖြစ်ရာဒေါ်မြတ်သက်အမြင်ကပ်သည်မှာအစမ်းတော်မဟုတ်ချေရှိပြီးသားအကျွေးကိုမဆက်သည့်အပြင်နောက်ထပ်အကျွေးယူရန်လည်းမျက်နှာပြောင်တတ်ကြသည်ဖြစ်ရာဒေါ်မြတ်သက်အကျော်မတည့်သည်မှာလည်းတဘာဝကြလျက်ရှိသည်သို့သောဒေါ်မြတ်သက်ခိုင်းလျင်အမြဲမငြီးမညူလုပ်ပေးတတ်ဒေါ်မြတ်သက်လိုအပ်လျင်ချက်ချင်းရောက်လာတတ်သူများလည်းဖြစ်ရာထိုသူများပေါ်ဒေါ်မြတ်သက်မုန်းရန်ခတ်နေသည်မှာလည်းအပြစ်တော်မဆိုသာပေယခုလဲမိုးသေးလေထန်းညာကြီးတွင်ဒေါ်မြတ်သက်တယောက်ထဲအားငယ်စိုးရွံ့နေမိကိုသိ၍ထင်သည်ရင်းတို့လေးဦးသာအပြေးလွှားရောက်လာကြပြီဖြစ်သည်အပြိုကြီးလာပါဦးဗျတကားလာဖွင့်ပါအောင်အေးလာပြီမသားကောင်းနေတကယ်တည်းဘလို့ဖြစ်နေကြလဲမသိဘူးဝမ်းသာနေသည့်တန်ကိုထိန်းချုပ်ရင်ဒေါ်မြတ်သက်အိယာပေါ်မှလူးလဲထလာခဲ့လိုက်သည်အိတ်ခမ်းအတွင်းမှထွက်လာ၍ထင်သည်အပြင်ဘက်မှမိုးရေကျတန်လေတိုက်တန်တို့ကိုပို၍ဆူညံစွာကြားလာလျက်ရှိသည်လာပြီမသားကောင်းနေစောစီအရက်တောက်ဖို့လာကြပြန်ပြီလားနင်တို့မလဲအားရှိဒီရေပဲမျိုးပြောဆူလျှောက်လာရင်မှ
ရုတ်တရက်ကောင်းထဲကိုဒိုင်းကနေဝင်လာသောအသည့်တစ်ချက်ဒေါ်မြတ်၏ခြေလမ်းတို့ကအလိုလိုရက်တန်သွားရ၏ခြေလမ်းစုံသာလျင်ရက်တန်သွားသည်မဟုတ်အသေးချာကြည့်မယ်ဆိုလျင်ဒေါ်မြတ်၏သွေးဆုပ်ဖြူရောနေသောမျက်နှာနှင့်တစ်ဆက်ဆက်တုံရီနေသောနှကန်းစုံကိုပါတွေ့မြင်ရမည်ဖြစ်သည်အမှန်စင်စစ်ဒေါ်မြတ်၏အသိဉာဏ်ထဲသို့ထိုးပေါက်ရုံးကန်ဝင်ရောက်လာသောအသည့်မှအခြားမဟုတ်တောင်းလာတို့လေးဦးမှာရှီရန်တနေရာ၌ကြာဆုံးပြီးသွားကြသည်မှာမကြသေးဟုသောအသည့်ပင်ဖြစ်သည်မိုးကတဖြည်းဖြည်းနှင့်တိုးတိတ်ငြိမ်သက်လာလျက်ရှိ၏ဒေါ်မြတ်ကဆိုင်တွင်းမှရက်၍ဆိုင်တကားအားမျက်နှာမူကငူငူကြီးရက်ကြည့်နေလျက်ပင်ရှိသည်ဆိုင်တကားအပြင်ဘက်မှတကြောကြောဟစ်ခေါ်တန်းတို့နှင့်တဒုံဒုံထုရိုက်တန်းတို့ကတော့မိုးသေးညကိုထိုးဖောက်ထွက်ပေါ်နေလျက်ပင်ရှိလေတော့သည်အပြိုကြီးပြိုကြီးတကားဖွင့်မအောင်ဗျမိုးလေဝေကြားကိုတိုးထွက်ထိုးဖောက်လာသောတန်းတို့ကဒေါ်မြတ်၏နှလုံးသွေးကြောရဲသို့ပင်တတိုင်းတိုင်းထိုးဖောက်ဝင်ရောက်လာလျက်ရှိနေသလိုပင်ဒေါ်မြတ်စိတ်ကိုထိန်ပြီးလက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်မိသည်မည်သို့ဆိုစေတောင်းလာတို့လေးဦးသည်သူ့ကိုရန်တက်တူပြုမိသူများမဟုတ်ကြဒါကိုတော့ဒေါ်မြတ်ဆွဲဆွဲမြဲမြဲယုံကြည်နေမိပြန်သည်ဤသို့ဆိုပါလျင်သူတို့၏လက်ရှိဘဝအခြေအနေကိုအတိပေးလိုခြင်းလားသို့ဒီမဟုတ်အကူအညီတစ်စုံတရာတောင်းခံလိုခြင်းလားသို့ဒီမဟုတ်ဘဝချားနေသည့်တိုင်သူ့ကိုတမင်သက်သက်လာရောက်စားနှောက်လိုကြခြင်းကြောင့်ပဲရောက်လာကြလေသလားမေကုံမောင်များစွာကဒေါ်မြတ်၏ကောင်းတွေကိုစီရီတိုးဝင်လာကြလေသည်ယခုမှပင်ဒေါ်မြတ်၏ရင်ထဲမှာကြောက်စိတ်များလျော့ပါလာပြီးတနာစိုးရိမ်စိတ်များအစားထိုးဝင်ရောက်လာသလိုပင်အော်လူဘွားတုံးကဆိုရင်ငါ့ကိုအမေလိုသဘောထားကြတဲ့အကောင်လေးအခုဘွားချားသွားတော့လေဒီမသားလေးကောင်ငါ့ကိုတတိယနေကြပုံပဲဒီလိုတွေးကဒေါ်မြတ်၏မျက်ဝန်းကိုမျက်ရည်များနှင့်ဆူရွှဲလာစေသလိုပင်ရှိ၏အပြင်ဘက်မှာကမိုးလေနှင့်တူတဒုံဒုံထုရိုက်နေသောအတန်များတောင်းလာတို့၏ခေါ်တမ်းများပါငြိမ်သက်သွားပြီဖြစ်သည်မျက်ဝန်းထဲမှဆူရွှဲလာသောမျက်ရည်စားများကိုတုပ်၍ဒေါ်မြတ်တကားကိုဖွင့်ပေးရန်ဆုံးဖြတ်လိုက်လေတော့သည်ဟင်းတကားပြင်ပ၌ကဒေါ်မြတ်ထင်ထားသလိုမြည်သူမှရက်မနေခဲ့ပါကြီးလေပြင်းထန်ကြောင့်တစ်ကိုင်းချို့ကခြံဝင်းတွင်ပြုတ်ကျနေလေရာခြံစည်းရိုးပြင်ဘက်ကမြင်ကွင်းကိုပဲတဲခွဲစွာမမြင်နိုင်ဖြစ်နေခဲ့ရလေသည်ဒေါ်မြတ်ဆိုင်တွင်းကိုပြန်ဝင်၍ဓမီကိုပြန်ယူပြီးအပြင်ဘက်ကိုစစ်စစ်ဆက်ဆက်လှမ်းထိုးကြည့်လိုက်မိသည်ခြံဝင်း၌တစ်ကိုင်းချို့မှလွဲ၍တက်ရှိတက်မဲ့တတဝါတဦးတလေရိပ်ရောင်မှပင်မတွေ့ရှိရကြီးဒေါ်မြတ်တက်ပြင်းတစ်ချက်ချလိုက်မိသည်ထို့နောက်ဆိုင်ထဲသို့ပြန်ဝင်ရန်လှည့်လိုက်မိသည်သို့သောနားရဲကိုထပ်မံတိုးဝင်လာသောအတန်တစ်ချက်ကဒေါ်မြတ်၏ခြေလမ်းများကိုထပ်မံရက်တန့်သွားစေသည်အတန်တိတိပပဆိုရသောဒေါ်မြတ်ဆိုင်အနောက်ကဝက်ချန်တွေကအတန်တချို့ဒေါ်မြတ်မျက်မှောင်ကျုံမိလိုက်သည်ဆိုင်နောက်တွင်ဝက်ချန်6ခုခန့်ကိုအမိုးအကာနှင့်အဆောက်အုံနှင့်အကန်ခွဲ၍မွေးထားလျာညာဘက်ဆိုရှိခြံတွင်မှဝက်မကြီးမှာကိုဝင်နှင့်ဖြစ်၏ယခုအတန်ကထိုဝက်ချန်တွင်မှလာလေသည်ဖြစ်ရာထိုဝက်မကြီးများမွေးလေပြီလားဟုဒေါ်မြတ်တွေးလိုက်မိသည်ဒေါ်မြတ်ဆိုင်တွင်လှည့်ထားသောခြေလမ်းတို့ကိုနောက်ပြန်လှည့်ပြီးဆိုင်နောက်ဖက်သို့ထွက်ခဲ့လိုက်သည်တညာလုံးတဝုန်းနှင့်တဲထန်နေခဲ့သောလေပြင်းမုန်တိုင်းသည်ယခုတော့သူမဟုတ်သလိုရုတ်တရက်ကြီးငြိမ်ကျသွားသည်မှာအံ့ဩစရာပင်ကောင်းလွန်လာသည်တရက်တွေပေါ်ကတဖြောက်ဖြောက်ကျနေသောမိုးရေစက်ကျွင်းကြံတို့၏ဤစင်းကြွေကြတန်နှင့်ဆိုင်နောက်ဖက်မှထွက်ပေါ်လာသောဝက်အော်တန်အချို့မှလွဲ၍အခြားမြည်သည့်အတန်များပင်မကြားရအောင်တိတ်ဆိတ်ငြိမ်ကျသွားခြင်းမျိုးဖြစ်သည်ဒေါ်မြတ်ထင်သည့်အတိုင်းပင်အတန်များကဆိုင်နောက်ဖက်ညာဆုံးရှိဝက်ချန်တွင်မှထွက်ပေါ်လာခြင်းဖြစ်ရာဝက်ချန်တွင်ရှိဝက်မကြီးတားပေါက်ပြီးမှန်ကိုဒေါ်မြတ်အတက်တီးလိုက်မိ၏ဝက်ချန်တွင်၌မှောင်မဲစိတ်ငြိမ်နေလျက်ရှိ၏ဝက်ချန်တောင်းတွင်တော့တားပေါက်ထားသောဝက်မကြီးမှာပင်မနေဟန်ဖြင့်လှဲလျောင်းနေလျက်ရှိသည်ရင်းဝက်ပေါက်လေးများမှာ၄កောင်တီတီပင်ဖြစ်သည်ထူးဆန်းသည်မှာကဝက်ပေါက်ကလေးများသည်ဝက်မကြီးနို့ကိုစွန့်နေမှတစဉ်ဒေါ်မြတ်ကိုမြင်မြင်ချင်းချက်ချင်းထပြေးလာကြပြီးဒေါ်မြတ်ခြေထောက်နာတအီအီနှင့်အတင်းတိုးဝှေ့နေကြခြင်းပင်ဖြစ်သည်ဟမ်ဒေါ်မြတ်မျက်နှာကွက်ခနဲပြတ်သွားမိသည်မျက်စီထဲမှာတောင်းလှတို့လေးဝီစကားသံများနှင့်ပုံရိပ်များကအနှေးရုပ်ရှင်ပြသလိုတဖြည်းဖြည်းချင်းပေါ်လွင်လာကြသလိုပင်ရှိလေသည်ဟင်းနင်းတို့ဒေါ်မြတ်တယောက်ဝက်ချံပေါက်ဝတွင်အယုတ်ကျိုးပြက်ခွေလဲကျသွားရလေတော့သည်ဝက်ပေါက်ကလေး၄កောင်ကတော့ဝက်မကြီးကိုနောက်တွင်ထားပြီး
ဒေါ်မြတ်သက်ထံပါတွင်သာတအီအီနှင့်တိုးဝှေ့နေကြလျက်ရှိလေတော့သည်မသားရီတောက်ကျွေးတော့မဆက်ဘူးတောက်ယူတော့စောစီလာမျိုးဆို့နေကြပြန်ပြီနင်တို့ကျွေးတွေငါစီမှာများနေပြီနော်မသားကောင်းနေအကျွေးဆိုတာတန်နေရပါတယ်နင်တို့အကျွေးမဆိုင်ရင်နောင်ဘွားကြငါစီဝက်လာဖြစ်နေမယ်နော်မသားကောင်းနေအတန်ဒီကအမတ်တစ်ချီလင်တန်ရင်ရှိမှာရုံးပိတ်ရတိုင်းစောစီစီကြားနေရလေရှိသောနနက်ချိန်ခါတေးတန်သားများပင်ဖြစ်သည်ဒီတန်နေကြားရပြီဆိုလျင်အပြိုကြီးဒေါ်များတဲ့ဆိုင်ထဲသို့တောင်းလာတို့ရဲဘော်လေးယောက်စောစီစီရောက်နေကြပြီမှန်းကိုပြေးကြည့်စရာမလိုပဲအတက်သိနိုင်လေသည်ဝက်ဖြစ်တော့လေအသားတူအောင်လုပ်ပြီးရောက်မလားပြိုးကြီးဟာကဲလုံဆန်းမှာအာမီတစ်လုံးလောက်ဒေါ်မြတ်သက်မိတို့ပင်ပြောတောင်းလာတို့လေးဦးကမမှုရေးချမမှုပေအမင်းတို့ကလေအပြိုးကြီးခုမှအေးရထားတာကိုသူ့အတင်းခိုင်းနေရလားအဲ့ဒါပြောတာ10တန်းအောင်မှုမလို့အလိုက်သိဖို့ပဲလိုတယ်ဆိုတာကဲထကိုဘာသာကိုလို့ဟိုကောင်ဗလားရေဘူးတွေရေးဖြစ်ပေးလိုက်ဝင်းချိုမင်းအားဆိုင်နဲ့တပြက်စီးလဲဟိုကောင်ကြော်မျိုးဝင်းမင်းကပကံနေစီနင်းရောဘာလို့မှလဲတောင်းလာကျွန်တော်ထိုင်တောင်းရင်းစောင့်မယ်လေပြိုကြီးရဲ့ဒီကောင်နေထဲမှာကျွန်တော်စီနီယာကြာဆုံးလေကျွန်တော်လုံးเสียလားလို့မသားနင်ကခေါင်းဆောင်ကြီးပေါ့လေအဲ့လောက်မအားနဲ့သိလားစိုးလေမသွားနဲ့ခိုနှင်းခံပြီးသိနေမယ်အပြိုကြီးတော်များတဲ့မြည်တို့ပင်ကောတောင်းလာတို့လေးဦးကရေကြောမပြတ်ပေဒါနဲ့နေပေါင်းနင်တို့ငါကြွေဘရော့ဆက်မှာလာစာထုတ်ရက်ကနင်တို့ပတ်ပုံးနေကြရနော်တကောင်းမှငါဆိုင်မလားမသားကောင်းနေအကျွေးကြတော့ငါဆိုင်မှာတောက်တယ်လက်ငင်းကြသူများဆိုင်သွားအားပေးတယ်နင်တို့တော့ငါလုံးပြီးတော့မယ်အာဘယ်ရလာသူများဆိုင်သွားတော့မှာလေအဲ့နေကဘောလုံးပွဲရှိလို့ရွာထိပ်ကဦးညိုကြီးဆိုင်မှာသွားကြည့်ကြတာပါဗလာကရေဘူးရေဖြစ်နေမှလှမ်းပြောလိုက်ခြင်းပင်ဖြစ်သည်သို့တော့ဗလာဝင်ပြောလိုက်ခါမှာအပြိုကြီးတော်များတဲ့တယောက်ခါပါထောက်သွားမိရလေတော့ဤဟဲ့ညိုကြီးဆိုင်ရလဲအရက်ဆိုင်မဲလေနင်တို့အရက်ဆိုင်ရောက်မှာတော့မတောက်ဖဲနေမလားမသိတာကြနေရပဲမသားရီအနေပေါင်းညိုကြီးဆိုင်ရငါဆိုင်တဲ့ဘာသာလို့လဲသူဆိုင်လေ TV ရှိလို့ငါဆိုင်လေ TV ရှိရပဲဟဲ့ရှိတော့ရှိတာပေါ့ပြိုကြီးဒါပေမဲ့သူဆိုင်ရ TV က flat ပြားကြီးနဲ့ဗျအပြိုကြီးဆိုင်ရ TV ကသေးသေးလေးကျွန်တော်တို့က TV သိရင်ကြည့်ရအားမရဘူးတပြက်စီးလေးတန်လန့်ဖြင့်ပြောလိုက်တော့ဝင်းချိုဝီအတန်မေဝင်းချိုကလူကောင်းငယ်သလောက်အတန်ကစွာရာဆိုင်ထဲမှာကီးကြောင်နေသောဘောက်ကိုဖွင့်လိုက်သလိုစူးကနေမြေသွားတကဲ့သို့ပင်ရှိသည်အမေတော်သားများ TV သိရင်ကြည့်ရအားမရဘူးရှိသေးတယ်တရွာလုံးပေါက်မှအိမ်သာတစ်လုံးမရှိရရွာများအာပြိုကြီးကလည်းအထင်သေးချက်ဒီကောင်းရွာဟက်စကီးတစ်ခါဖြန့်ရင်ကြောင်းခုနှစ်ရက်ပါပိတ်ပါသေးတယ်ဗျတောင်းလာရီဝင်ဖောက်လိုက်တော့အတန်ကလောက်ကုံရဲ့အကျွေးမရ၍တင်းနေသောအပြိုကြီးအကျော်တို့ကိုရော့သွားစေပုံရလေသည်ရေပွဲထဲမှာဝိုင်းဝန်းရေမောရင်ဒေါ်များတက်တယောက်မျက်နှာကြောပြေရော့သွားလေတော့သည်ဆိုင်ကိုဝိုင်းကူလုပ်ပေးပြီးတော့တောင်းလာတို့လေးဦးစလုံးအာမီတလုံးကိုလော်ဒီကြီးတောက်၍တန်းစီရန်တက်တုတ်ရိုက်လစ်သွားကြလေတော့၏ဟဲ့မသားကောင်းနေညနေငါ့ဝက်စာထမ်းပေးကြအောင်နော်စိတ်ချပါပြိုကြီးရေကျွန်တော်ဘယ်တော့မေဘူးလို့လဲဒီညနေကျွန်တော်နဲ့ဗလာဝက်စာလိုက်ယူပြီးပို့ပေးမယ်စိတ်ချဗလာမင်းကရွာထဲအိမ်နေပတ်ငါတက်ထက်အိမ်နေပတ်မယ်အေးရတယ်တောင်းလာတို့ပြန်သွားသည့်တိုင်အပြိုကြီးများတန်နားရင်းမှာတော့သူတို့ပြောခဲ့သောစကားသံတွေကမစဲပဲပဲ့တင်ထက်နေလျက်ရှိလေတော့သည်ဟဲ့ညိုကြီးဆိုင်ရလဲအရက်ဆိုင်ပဲလေနင်တို့အရက်ဆိုင်ရောက်မှာတော့မတောက်ဖဲနေမလားမသိတာကြနေရပဲမသားရီအနေပေါင်းညိုကြီးဆိုင်ရငါဆိုင်တဲ့ဘာသာလို့သူ့ဆိုင်လေ TV ရှိလို့ငါဆိုင်လေ TV ရှိရပဲရှိတော့ရှိတာပေါ့ပြိုကြီးဒါပေမဲ့သူ့ဆိုင်ရ TV က flat ပြားကြီးနေဗျအပြိုကြီးဆိုင်ရ TV ကသေးသေးလေးကျွန်တော်တို့က TV သိရင်ကြည့်ရအားမရဘူးထိုနေ့ကအပြိုကြီးတော်များတဲ့မြင်းလင်းငါးစီပြီးမင်းလာမျိုးရဲသို့ရောက်သွားခဲ့၏ညနေဘက်တောင်းလာတို့ဝက်စာလာပို့ချိန်တွင်တော့အပြိုကြီးတော်များတဲ့၏ဆိုင်ထဲတွင်32လက်မှ TV ကြီးတစ်လုံးကခက်ခန့်ထထဲကြီးစောင့်ကြိုနေလျက်ရှိလေတော့သည်အပြိုကြီးပြိုကြီးဟေးငါအထဲမှာအပြိုကြီးဘာလို့ဆိုင်မဖွင့်တာလဲနေမကောင်းလားဝင်ခဲ့ရမလားဟေ့အပြိုကြီးခန်းနဲ့ဝင်လို့ဖြစ်မလားဟာပတ်ဝန်းကျင်တမျိုးထင်ခံနေရအောင်မယ်အမေဘေးကစိုးရင်စရာမရှိကြမ်းဖန်စိုးရင်နေပြန်ပြီငါတို့ကအပြိုကြီးကိုအမေလိုသဘောထားတာတဒတ်လုံးတိတ်ရွာလုံးသိအဲ့ဒီဂျားတွေကမှထင်ချင်းလဲထင်မစိငါတို့ကအရက်သမားတွေရဲဘော်တွေဘာနစ်နာစရာရှိနစ်နာရင်အပြိုကြီးပဲနစ်နာမှာအေးလေငါလည်းအပြိုကြီးနစ်နာမှာဆိုလို့ပဲပြောပြတာလေကွာအေးဟုတ်သားပဲဟာအပြင်ဘက်မှကြားနေရသောအတန်များကိုကြားလိုက်ရ၍ဒေါ်မြတ်သက်ပြုံးပြီးအိယာမှလူးလဲထလိုက်မိသည်
ဆိုင်တွင်းမှာကတောင်းလာတို့သုံးကရောက်ရှိနေကြပြီဖြစ်စောစောစီစီလာတောက်ကြတာလားငါလာစာထုတ်ရဆိုတော့နင်တို့မတွေ့ရအောင်မေ့နေတာကဲတောက်မှဖြင့်တောက်သွားကြငါလည်းနေမကောင်းနင်တို့ပတ်စံမပေးနိုင်လေအကျွေးယူသွားကြအပြူကြီးရတယ်ဗျာကျွန်တော်တို့လာရင်တောက်ဖို့ပဲထင်နေတော့တာပဲဟင်အဲ့ဒါဆိုငါထင်တာမဟုတ်ဘူးလားဟုတ်တော့ဟုတ်တာဗောဒါပေမဲ့အဲ့ဒါလိုင်းကိစ္စမဟုတ်ဘူးလေကျွန်တော်တို့ကအပြူကြီးနေမကောင်းဆိုလို့လာကြည့်တာဟိုကောင်ကြော်မျိုးဝင်းအောင်ဆေးပေါ်ကြီးပင်ခိုင်းထားသေးတယ်ပြီးတော့အပြိုကြီးနေမကောင်းဆိုလို့ကျွန်တော်တို့ဒီတစ်ခါပတ်မပြေပဲလာစာလေးနဲ့အကျွေးလာဆက်တာပါပြောရင်းဆိုရင်ကမ်းပေးလိုက်တော့တောင်းလာတို့သုံးသားထံမှပတ်စံလေးများဒေါ်မြတ်သက်ရင်နဲ့လှိုက်ကနေဖြစ်သွားသလိုခံစားလိုက်ရသည်သို့တော်လည်းဒေါ်မြတ်သက်မျက်နှာကိုဟန်မပြတ်ထိန်းထားလျက်ဖြင့်အကျွေးတော့ကြံသေးတယ်နော်နင်တို့ပေးတာတဝက်တော်ကြံသေးတယ်အင်းမာပြိုကြီးရဲ့အကျွေးတစ်ဝက်ကကျွန်တော်တို့ခြံထားခြင်းလို့ထားတာမဟုတ်ပါဘူးအပြိုကြီးကျွန်တော်တို့၄ယောက်ကိုတတိယနေအောင်လို့အကျွေးရခြံထားရတာပါဒီတစ်ခါတော့တင်းထားသည့်ကြားမှာပင်အပြိုကြီးတော်မြတ်သက်ဟက်ကနေရဲမိသွားလေတော့၏မသားကောင်းနေအဲ့ဒီအကျွေးမကြေပဲသေသွားမှနင်တို့ငါးစီမှာဝက်လာဖြစ်နေမယ်တလားဝက်ဖြစ်တော့လေဘာဖြစ်လဲအပြိုကြီးဟာဖွဲနှုတ်ကိုအာမီလေးရောပြီးကျွင်းကျွန်တော်တို့ဝက်ဘွားမှာလည်းပြောမှာပါရုတ်တရက်ကြော်မျိုးဝင်းနဲ့ဆေးဘူကြီးတို့ရောက်ချလာသဖြင့်စကားဝိုင်းလေးကအဆက်ပြတ်သွားရလေ၏မမတ်ရထိုနေ့ကနှစ်ဆန်းတရက်နေကြီးပင်ဖြစ်သည်ဆေးဘူကြီးမှဆေးကူပြီးပြန်သွားတော့တောင်းလာတို့လေးဦးသာအသင့်ဖွဲ့ယူလာသောပါတိတ်လုံကြီးတစ်ထည်နဲ့ဒေါ်မြတ်တအားကြောကြလေ၏ကျွန်တော်တို့ကတရင်မှုတော်အပြူကြီးကိုကြောပြီးမှကြောမှာအပြူကြီးက VIP မှုအရင်ဆုံးကြောတာကျွန်တော်၄ယောက်ကအပြူကြီးကိုမေတယောက်လိုသဘောထားရတာပါကျွန်တော်တို့ကဆွေမရှိမျိုးမရှိ၄កောင်ကျွတ်၄မျက်နာတွေမလားတခါတလေဆိုးတာမိုက်တာရှိလဲမလိမ္မာဆဲကားမိုက်လေးတွေမို့ခွန်းလို့ပါအပြူကြီးရဲ့ကျွန်တော်တို့အားလုံးကြောပြီးတောင်းပန်ပါတယ်ဒီလိုပြောတော့အပြိုကြီးဒေါ်မြတ်တဲ့ရဲ့မျက်ဝန်းမှာမျက်ရည်ချိုးကစိုးကနေပင်ဝိတ်တီလာသလိုရှိ၏ဟဲ့နင်တို့ရှည်တန်းသွားကြတော့မှမလားဂယူးဆိုင်ကြအောင်နော်ငါအကျွေးတော့ပြန်လာဆက်ကြအောင်ဒီလိုပြောတော့တောင်းလာတို့ကအပြိုကြီးကကျွန်တော်တို့စိုးရိမ်နေတာပဲဆိုပြီးဝမ်းသာနေလက်စသက်တော့သူ့အကျွေးမရမှာစိုးရိမ်နေတာကိုဒီလိုပြောပြီးရေကြလေသည်အမှန်စင်စစ်ထိုးချိန်သည်တောင်းလာတို့ကိုနောက်ဆုံးတွေးလိုက်ရခြင်းဖြစ်မည်ဟုသာအပြိုကြီးဒေါ်မြသက်တယောက်တီးခဲ့လျင်ထိုကဲ့သို့မှာစကားပါလိမ့်မည်ဟုမဟုတ်သည်မှာတော့အသေးချပင်ဖြစ်ပေလိမ့်မည်နေရာကကရင်ပြည်နယ်48မိုင်စခန်း၏အကျော်တွင်ဖြစ်၏တောင်းလာတို့၏အမှတ်1ချင်းလင်းတရင်က48မိုင်စခန်းနှင့်ကြီးကျောင်းစခန်းကိုစခန်းထား၍လုံခြုံရေးတာဝန်ယူရမည်ဖြစ်သည်ယနေ့က48စခန်းတွင်ထားရမည်တက်ခွဲကိုစခန်းချင်းရန်ထားခဲ့ပြီးစစ်ကြောင်းတင်းနှင့်ကြံတက်ခွဲများကကြီးကျောင်းစခန်းကိုဆက်လက်ချီတက်ရမည်နေဖြစ်သည်ဓမ္မ၏ညွှန်ကြားချက်အရတောင်းလာတို့စစ်ကြောင်းနှင့်က48မိုင်စကန်နှင့်ကြီးကျောင်းစကန်ကြားလုံခြုံရေးယူရမည်ဖြစ်သည်။တောင်းလာတို့စစ်ကြောင်းနှင့်လုံခြုံရေးယူပြီးမှစစ်ကြောင်းတစ်နှင့်ကြံတက်ခွဲကကြီးကျောင်းစကန်သို့ဆက်လက်ချီတက်ကြမည်ဖြစ်သည်။ကရင်ပြည်နယ်ဘောကလီကြီးဒေသကမာရန်ရဲ့ပေါ်များသောဒေသဖြစ်သည်။ဥတီရန်သူမှာ KNU ဖြစ်ပြီးတောတောင်ထူထပ်သည့်အပြင်မိုင်းများကလည်းပေါ်လွန်းလှလေရာခြေတလန်းကိုပင်တတိထား၍ချနေရသည့်အချိန်ကာလလည်းဖြစ်၏။စစ်ကြောင်းတစ်ကနနက်9:00 နာရီချိန်တွင်48မိုင်စကန်မှစထွက်လာမည်ဖြစ်ရာတောင်းလာတို့စစ်ကြောင်းနှစ်ကနနက်4:00 နာရီတည်းကစထွက်ပြီးလမ်းလုံခြုံရေးချထားခဲ့ရ၏လမ်းတစ်လျှောက်တိုးလိုက်ရှင်းလိုက်လုံခြုံရေးချလိုက်ဖြင့်တောင်းလာတို့ကြီးကျောင်းနှင့်48မိုင်စကန်ကြားကမပြောတော့ခွင့်နေရာကိုပင်ရောက်လာပြီဖြစ်သည်တောင်းလာတို့တက်စိတ်မှာတက်စိတ်မှုကတက်ချက်ကြီးသိမ်းဖြစ်၏ဆရာအင်အားနှဲပါသဖြင့်တောင်းလာတို့တက်စိတ်မှာနောက်ထပ်ဒုတက်ချက်ဆရာမရှိဘဲစီနီယာကြသောတောင်းလာကသာဒုတက်စိတ်မှုတာဝန်ယူထားရလေ၏တောင်းလာတို့တက်စိတ်အဖွဲ့နှစ်ကတော့တောင်းလာ၏လက်တွဲပေါ်3ယောက်ဖြစ်သောဗလာကျော်မျိုးဝင်းနှင့်ဝင်းချိုဦးတို့ပင်ဖြစ်သည်ဒီနေ့ကတောင်းလာတို့တက်စိတ်ကပွိုင်လှည့်ဖြစ်ရာတောင်းလာတယောက်ဝင်းချိုဦးတို့ဖွဲ့နှစ်ကိုရှေ့တန်းတင်ပြီးနောက်မှကတ်လိုက်၍ခြိတက်လာခဲ့ကြခြင်းပင်ဖြစ်သည်နနက်ခင်းကမှောင်ရီဖြိုးပြလျက်ရှိ၏မပြောတော့ခွေကခြောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိလေသည်ဟေးကောင်းနေတတိထားနော်တောင်းလာ၏တန်ကတိုးတက်တဲ့နိုင်လွန်လာသည်ဒေချာကြည့်မည်ဆိုလျင်တောင်းလာ၏နှစ်ထင်မှစီးကြနေသောချွေးစည်းများကိုပင်တွေ့မြင်နိုင်မည်ဖြစ်သည်စစ်ကြောင်းများမကြာခဏဆွဲမိုင်းဆွဲခံရလေးရှိသဖြင့်အနေကြီးသည်ဟုနာမည်ရသောငပြောရိုးကွေကိုနနက်မှောင်ရင်ဝေလင်းချိန်တွင်ဖြတ်ရသည်မှာခြောက်ချားစရာပင်ကောင်းလွန်လာသည်ခြေတလန်းကိုဂရီတသန်းဖြင့်လှမ်းရင်တောင်းလာတို့တစားတစားနှင့်ရှေ့ကိုတရွေ့ရွေ့တိုးရင်ကြော်ဖြတ်လာခဲ့ကြရ၏မိုင်းရှင်းအောင်နော်ဝင်းချုံဖြည်းဖြည်းသွားဟုတ်ကိုတောင်းလာဟဲ့အောင်ဖလားမိုင်းရှာစုနဲ့ချေအောင်ရှည်ရန်ချီလင်တန်ရင်များ၏မိုင်းရှာပုံသည်ထွန်ကြီးကဲ့သို့အသွားသုံးကြောင်းစူးရှည်တစ်ချောင်းပါသောမိုင်းရှာစုကိုဝ
လုံးရိုးရှည်ပြင်တက်ခါလမ်းအားချစ်ချခြင်းကြိုးတက်မိုင်းရှာစုပြည့်၍ဆွဲယူပြီးရှင်းခြင်းပင်ဖြစ်သည်ယခုခေတ်ကဲ့သို့ TC91 မြေပြင်မိုင်းရှင်းစံများကိုမသုံးနိုင်သေးရာမိုင်းရှာစုကိုအားကိုး၍ရှာနေရသည့်အနေအထားပင်ဖြစ်သည်နနက်ခင်းကလင်းလူပြီးဖြစ်သည်မပြောတော့ခွေကိုလွန်လာပြီးဖြစ်ရာတောင်းလာတို့၏စိတ်ထဲတွင်အနှဲငယ်ပေါ်ပါသွားမိသလိုပင်သို့သောစစ်မြေပြင်ဟူသည်မြည်သည့်နေရာတွင်မဆိုအသက်အန္တရာယ်နှင့်နေသောနေရာများပင်ဖြစ်သည်ကိုတောင်းလာတို့သတိမချက်မိခဲ့ဟန်ရှိ၏စစ်မြေပြင်တွင်သတိသည်အသက်ဖြစ်သည်တောင်းလာတို့ကသတိတစ်ချက်လွတ်သွားခဲ့ရလေသည်လမ်းပေါ်မြေသားကိုအာယုံဆိုင်၍မိုင်းရှာနေခဲ့သောတောင်းလာတို့ကလမ်းဘေးကပယံတွင်ဆင်ထားသောမိုင်းများကိုအာယုံဆိုင်မိခဲ့ဟန်မရှိကြဟမ်ရုတ်တရက်ကပယံမှထွက်ပေါ်လာသောရမ်းပေါက်ကွဲသံတစ်ချက်တောင်းလာတို့စက္ကနဲလှည့်ကြည့်မိလိုက်လေသည်ပေါက်ကွဲသံတဲ့နှင့်အတူမြေသားများနှင့်ဖုံးအုပ်ထားသောအမိုက်တွေများဝေါကနေပြိုဆင်းသွားလေရာလမ်းမေးကဘာဆောင်တွင်ချိတ်ဆွဲထားသော MA7 ဘုံသီးဖြင့်ပြုတ်လုထားသောဆွဲမိုင်းများကိုနနက်ဝေလီဝေလင်းအလင်းအောင်မှတောင်းလာတို့လှမ်းတွေးလိုက်ရလေသည်ဟာနောက်ဆုံးဝေတောင်းလာ၏တတိပေးသံကနောက်ကျသွားခဲ့ပြီဖြစ်သည်ရန်သူကပထမတစ်ချိန်ဆွဲမိုင်းကိုဖောက်ခွဲလိုက်တော့လေရင်းဆွဲမိုင်းမှာရန်အုံကိုမဖောက်ခွဲနိုင်ပဲစနက်ကသာပေါက်ကွဲသွားခဲ့ပုံပေါ်သည်လမ်းမေးကဘာဆောင်တွင်ချိတ်ဆွဲထားသည်မှာကြာပြီဖြစ်ရာရာသီဥတုတန်နှင့်အခြားပယောဂများကြောင့်ရန်အုံအတွင်သွတ်သွင်းထားသောစနက်တန်ကရန်အုံစီမှကျွတ်ထွက်နေခဲ့ဟန်ရှိသည်ထို့ကြောင့်ပထမချိန်ဖောက်ခွဲရာတွင်စနက်တန်ကသာပေါက်ကွဲသွားခဲ့ပုံရသည်သို့သောရန်သူကလည်းရင်းအဖြစ်ကိုကြိုတင်မျှော်တွေးထားခဲ့ဟန်ရှိ၏ MA7 နှင့်ထောင်ထားသောဆွဲမိုင်းများမှာရင်းတစ်လုံးနဲ့မဟုတ်ပေကမ်းမတစ်လျှောက်ပဒေသာမိုင်းတွင်ဖြင့်တွဲဆက်ထောင်ထားသောထက်ဆယ်မိုင်း6လုံးကလည်းအစင်းသင်းရှိနေခဲ့လေ၏ဆွဲမိုင်းဆွဲနေတာဝစ်တောင်းလာကပြောရင်းဆိုရင်ဖြင့်လက်ထဲကအာမီဝမ်တနက်ဖြင့်ရန်သူရှိနိုင်ရာရက်သို့အတွဲလိုက်ကုန်၏သို့သောတောင်းလာ၏လက်ထဲမှတနက်ကအတွဲတို့နှစ်ချက်သာထွက်နိုင်ခဲ့ရှာလေသည်ရန်သူကပဒေသာမိုင်းတွင်တွဲဆက်ချိတ်ဆွဲ၍ထောင်ထားသောဆွဲမိုင်းကိုထပ်၍ဖောက်ခွဲလိုက်ရာမပြောတော့ခွေတစ်ခုလုံးကိုမီးကိုလုံးများမြေမှုံများကဝုန်းကနေဖုံးလွှမ်းသွားလေတော့သည်တောင်းလာထိုနေ့ကငပြောတော့ခွေတွင်ဆွဲမိုင်းအဆွဲခံရသဖြင့်အမတ်တေချီလင်တက်ရင်ထံမှပြန်လည်ပြစ်ခတ်တမ်းများကိုဘောဂလိမြို့ရှိတက်မှဌာနချုပ်မှပင်အတိုင်းသားကြားနေခဲ့ရလေ၏တိုက်ပွဲပြီးဆုံးသွားချိန်တွင်မိုင်းလာဆွဲသောရန်သူကို၎င်းကိုင်ဆောင်သောလက်နက်နှင့်အတူအသေးရလိုက်တော့လေမိမိတို့တက်မတော်မှစစ်တီလေးဦးအသက်ပေးခဲ့ရလေ၏၎င်းလေးဦးမှာအခြားသူများမဟုတ်ကြအပြိုဤတော်များတက်၏အသေးကြော်များဖြစ်ကြသောတောင်းလှဗလကျော်မျိုးဝင်းနှင့်ဝင်းချိုလေးဦးပင်ဖြစ်ကြလေတော့၏ဇရာဆိုင်ဝင်းမြင့်ကဗျာတွေကလိုပင်ကွယ်လွန်ခြင်းသတင်းဆိုသည်မှာတယ်လီဖုန်းတွေဘလောက်ဆုပ်ဆုပ်လမ်းဆက်တာနှင့်တန်းကနေဝင်လေးရှိပုံရ၏နနက်ခင်း၌တောင်းလာတို့လေးဦးသာကြာဆုံးသွားသောသတင်းသည်နေ့လယ်မတိုင်ခင်ချိန်မှာပင်အပြိုကြီးတော်များတဲ့ဤထံသို့ဆိုက်မြတ်ရောက်ရှိလာလေတော့သည်အပြိုကြီးဟဲ့အိမ်နောက်မှာဝက်စာကျွေးနေဘသူတော့ခေါ်နေရကျွန်တော်ဇောခိုင်ပါပြိုကြီးအပြိုကြီးတော်များတဲ့ဝက်စာကိုဇလားရဲထဲ့ဖြော်ပေးနေရမှတစဉ်မျက်မှောင်ကျုံ၍မတ်တက်ထရက်လိုက်မိလေသည်ဇောခိုင်ကတက်သေးကဆက်သွေးရေးစရာဖြစ်၏အတောက်စားကင်းပြီးသူ့စီသို့လာလိလာထမရှိသူပင်ယခုမှဇော်ခိုင်တယောက်သူ့စီတို့ဘလို့ကြောင်းကြောင့်လာရောက်ရပါသလဲမသိချေအေကနာတောင်းလာတို့ရှေ့တန်းမှနေ၍တခုခုမှားလိုက်ပုံရသည်သူထင်တာမလွဲရင်တော့ရှေ့တန်းသို့လာစာပေးဖွဲ့တက်လာလျင်သူတို့အတွက်အရက်နှင့်အကျော်လော်များထည့်ပေးလိုက်ဖို့မှားလိုက်တာပဲဖြစ်ရမည်ဒေါ်မြတ်တဲ့အတွေ့တစ်ပိုင်းနှင့်ဝက်စာဖြော်သောစတီးစလုံးသေးကိုကိုင်းကဆိုင်ရှိသို့ထွက်လာခဲ့လာ၏ဇော်ခိုင်ဘာတော့ဟိုမသားရင်ငါ့ကိုဘာမှားလိုက်လို့တော့အဲ့ဒီကောင်တွေကဒုက္ခပေးစီရလဲငါတယောက်ပဲရှိရလားမသိဟဲ့ဇော်ခိုင်ကမျက်နှာမကောင်းမေပုံမှန်ဆိုလျင်ကျုံသမျှတွေ့သမျှလူနှင့်စကားဖောင်ဖွဲ့ကတတော်တော်ပြောရည်နေလေးရှိသောဇော်ခိုင်တယောက်ယခုသူရှုံးဖောက်လိုက်သည့်တိုင်မျက်နှာကမပြုံးနိုင်ပဲရှိရာဒေါ်မြတ်သက်ထိတ်ခနဲဖြစ်သွားမိသည်ဟဲ့ဇော်ခိုင်မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲအပြိုကြီးဟမ်ပြောလေတောင်းလာတို့၄အောင်လုံးတိုက်ပွဲကြသွားပြီဟမ်ဒေါ်မြတ်သက်၏လက်ထဲကဝက်စာဖြော်သောစတီးစလုံးမှာအောက်ရှိမြေသားမှာပေါ်ဂလောင်ကနေမြေအောင်ပြုတ်ကျသွားလေတော့၏ဝက်စာဖြော်ထားသည်ကိုမေ့ပြီးဒေါ်မြတ်သက်ပါဇက်ကိုလက်နှင့်ရောင်၍ပိတ်လိုက်မိလေသည်ဖေဟာဒီနေ့မနေ့ပဲကျသွားတာပြိုကြီး48မိုင်စကန်နဲ့ကြီးချောင်းစကန်ညာလုံခြုံရေးယူဖို့သွားရင်လည်းဆွဲမိုင်ဆွဲခံလိုက်ရတာ
မိုင်းကပရိသာမိုင်း ဇော်ခိုင်ပြောသောစကားတွေကအပြိုကြီးဒေါ်မြတ်တဲ့နားရဲသို့မဝင်တစ်ချက်ဝင်တစ်ချက်နှင်ပင်ကျွန်တော်တို့ကတရင်မှုတော့အပြိုကြီးကိုကြော့ပြီးမှကြော့မှာအပြိုကြီးက VIP မှုအရင်ဆုံးကြော့ကျွန်တော်လေးယောက်ကအပြိုကြီးကိုမိတယောက်လိုသဘောထားရတာပါကျွန်တော်တို့ကဆွေးမရှိမျိုးမရှိလေးကောင်ကျွတ်လေးမျက်နှာတွေမလားတခါတလေဆိုးတာမိုက်တာရှိလဲမလိမ္မာဆဲကားမိုက်လေးတွေမို့ခွန်းလို့ပါအပြိုကြီးရဲ့ကျွန်တော်တို့အလုံးကြော့ပြီးတောင်းမှန်ပါတယ်နားရဲမှာပြန်လဲပဲ့တင်ထက်လာတော့တောင်းလာတို့၏စကားသံများဒေါ်မြတ်တဲ့အသည့်အာယုံတို့ပင်မှောင်မိုက်သွားသလိုခံစားလိုက်ရပြီးဆိုင်နိုင်ရန်ကိုလက်နှင့်လန်းကန်၍ထိန်းထားလိုက်ရလေသည်အပြိုကြီးစိတ်ကိုထိမ့်ပါဗျာကန်စီမန်ရပေါ့ဘယ်တက်နိုင်ပါမလဲဗျာသူတို့၄ယောက်ရဲ့ကန်ကဒီလောက်ပဲပါလို့နေမှာပေါ့ဗျာတရားနဲ့ဖြေပါဇော်ခိုင်မီတို့ပင်နားချချအပြိုကြီးဒေါ်မြတ်တက်ကတော့ဖြင့်သား၄ယောက်ကိုတပြိုင်တည်းဆုံးရှုံးလိုက်ရသောသားတဲ့မိခင်တယောက်ကဲ့သို့ပင်ခံစားနေရဟန်ရှိလေသည် စောခိုင်းငါဘလို့ဖြေရမလဲဒီခုံတွေကငါရဲ့သားတွေလိုပဲဟဲ့ငါရဲ့သားအရင်နေလိုပဲဒီမသားကောင်းနေရှေ့ရဲမသွားခင်ငါ့ကိုလာကြော့သွားသေးရဲ့သိလားအပြစ်ရှိရင်ခွင့်လို့ပါတဲ့ငါ့ကိုသူတို့မေလို့သဘောထားတာပါတဲ့လက်စောတော့ဒီမသားကောင်းတွေကငါ့ကိုလာနှုတ်ဆက်သွားတာပဲစောခိုင်းရဲ့သားတို့ရေအပြစ်ရှိရင်လည်းကြေးပါတယ်အပြစ်လို့လည်းမမြင်ပါဘူးအကျွေးတွေရှိရင်လည်းအမေကြေးပါတယ်သားတို့ရေတန်တရားမှကျင်လဲခဲ့ရရင်လေနောင်များဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ဘယ်တော့မှမတိုးပါစေနဲ့လို့အမေဆုတောင်းပါတယ်သားတို့ရေတောင်းလာတို့ရဲဘော်လေးဝီဇာပနာကသူတို့တိတ်တိတ်နှင့်ပြီးဆုံးသွားခဲ့ရလေ၏မိဘမင်းများမို့တရင်လူပြိုဆောင်တွင်ပင်အပြိုကြီးဒေါ်မြတ်သက်ကိုမိဘရာထား၍ရေစက်ချတရားနာခဲ့ကြခြင်းပင်ဖြစ်သည်အပြိုကြီးဒေါ်မြတ်သက်ကတောင်းလာတို့ရှေ့တန်းထွက်သွားပြီးနောက်ပိုင်းတွင်ကိုပေါ်လောင်ဘက်ရအောင်ရွာနီးချုပ်ဆက်ကဆွေမျိုးမကင်းသူတူမလေးတယောက်ကိုဆိုင်တွင်ခေါ်ထားခဲ့၏သို့သောတောင်းလာတို့ရက်လည်ပြီးသည့်နောက်2ရက်ခန့်တွင်ထိုကောင်မလေးအိမ်ပြန်သွားခဲ့၏မမက်ရရထိုနေ့ကလေပြင်းမုန်တိုင်းတိုက်ရာတက်သေးရှိတစ်ပင်ချိုကျိုးကြေကုန်ကြလေ၏ပုံမှန်တိုင်းဆိုလျင်ဒီလိုရက်မျိုးမှာတောင်းလာတို့ရှိလျင်၎င်းတို့၄ဦးကိုအပြိုကြီးဒေါ်များတဲ့ခြံဝင်းထဲတွင်ခုတ်ထွင်ရှင်းလင်းနေသည်ကိုမြင်ရမည်ဖြစ်သည်၎င်းတို့မရှိလျင်လည်းအခြားလူသမားများငှား၍ခြံဝင်းတွင်ခုတ်ထွင်ရှင်းလင်းခိုင်းနေသောအပြိုကြီးကိုမြင်ရမည်သာဖြစ်သည်ယခုတော့လေပြင်းမုန်တိုင်းကြပြီးနောက်ရက်ကလေးကကောင်မလေးပြန်လာသည်ကိုလည်းမတွေ့ရသလိုအပြိုကြီးဆိုင်ဖွင့်သည်ကိုလည်းမတွေ့ရပေဆိုင်ကိုကြည့်လျင်လည်းအမြဲတကားပိတ်ထားသည်ကိုသာတွေ့ရ၏အေကနာအပြိုကြီးတယောက်တောင်းလာလို့စိတ်နဲ့အေးရတဲ့လဲနေရော့သလားဟုဇော်ခိုင်တွေးလိုက်မိသည်အတွင်းနှင့်ဇော်ခိုင်တယောက်တန်းစီကွင်းမှတန်းစီပြီးပြန်လာတွင်အပြိုကြီးဒေါ်မြတ်တဲ့ဆိုင်တွင်ကိုအကဲခတ်ကြည့်ခဲ့မိသည်ဆိုင်တွင်ကတော့မြည်သည့်တန်းမျှမကြားရပဲတိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏သို့သောထူးခြားသောအတန်တစ်ခုကိုတော့ဝက်ချံတွင်မှကြားလိုက်သလိုရှိသည်ဟုဇော်ခိုင်ထင်မိလေသည်ဇော်ခိုင်စပိန်ကိုတားရက်၍ဝက်ချံနာသို့ကတ်သွားမိလိုက်လေသည်အပြိုကြီးဒေါ်မြတ်တဲ့ဝက်ချံများမှာဆိုင်နောက်ဖက်တွင်ခြံစည်းရိုးနှင့်ကက်လျက်ဆောက်ထားခြင်းဖြစ်ရာဝက်ချံတွင်သို့ကြည့်ဖို့ခြံစည်းရိုးကိုကြော်စရာမလိုပေခြံစည်းရိုးနာတွင်ကက်လျက်ချောင်းကြည့်လိုက်မည်ဆိုလျှင်သူမိုးတရံကာထားသောတဲတွင်မှဝက်ချံနေထားကိုကောင်းစွာမြင်နိုင်သည်ဖြစ်သည်ဇော်ခိုင်တယောက်ခြေလန်းကိုဖွက်ဖွက်နေ၍ဝက်ချံတွင်သို့ထရံပေါင်းမှတစ်စင်ချောင်းကြည့်လိုက်မိလေသည်ဟင်းဝက်ချံတွင်ရှိမြင်ကွင်းကထူးဆန်းလာသည်ဇော်ခိုင်ဘွားတွင်တသက်နှင့်တကူလုံးဝမေးမရတော့မည်မြင်ကွင်းမျိုးပင်ဖြစ်သည်ဝက်ချံတွင်မြေသားပြင်ပေါ်၌အပြိုကြီးဒေါ်မြတ်သက်တယောက်ထရံကိုမိ၍ထိုင်နေလျက်ရှိ၏ထူးဆန်းသည်မှာကအပြိုကြီးဒေါ်မြတ်သက်တယောက်မျက်ရည်ပိုးပေါက်ကြကငိုယိုနေခြင်းပင်ဖြစ်သည်အပြိုကြီးဒေါ်မြတ်သက်၏ငိုတန်းကဝက်ချံတွင်မှလှိုက်ခုံပြန့်လွင့်နေတကယ်သို့ပင်ရှိသည်အမေမရည်ရွယ်ပါဘူးသားတို့ရဲ့အမေမရည်ရွယ်ပါဘူးအပြစ်ရှိရင်လည်းအမေကြေးပါတယ်အကျွေးရှိခဲ့ရင်လည်းအမေကြေးပါတယ်တတရားမှကျင်လဲခဲ့ရသည်ရှိတော့ငါသားတို့ဒီလိုအဖြစ်ဆိုးတွေဘယ်တော့မှမတိုးပါစေနဲ့လို့အမေဆုတောင်းပေးပါတယ်။ဘာရဲ့ကြောင့်မှန်းတော့မသိပေ။ဒေါ်မြသက်၏ငိုတန်ကိုကြားလျင်ဝက်ပေါက်လေး၄ကောင်မှသူတို့အမေဝက်မကြီးကိုပြစ်ထားပြီးဒေါ်မြသက်၏ကိုပေါ်တို့သာတအီအီနှင့်တိုးဝှေတက်နေကြရှာလေတော့၏။ဘဝကတို၏တန်တရားကရှည်၏တန်တရားမှာကျင်လည်ခဲ့ရသည်ရှိသော၎င်းစစ်သည်၄ဦးစလုံးယခုလိုဖြစ်ဆိုးမျိုးနှင့်မြည်သူများထပ်မတိုးပါစေနှင့်ဟုစာရေးသူမှထပ်မံဆုတောင်းပေးလိုက်ရပါသည်ဇေယျကျော်ထင်